အားလုံးပဲမင်္ဂလာပါဆိုတော့ဒီဗီဒီယိုကတော့အားလုံးနဲ့သက်ဆိုင်မယ်ထင်လို့ကျွန်တော်ပြန်ပြီးတော့ share လုပ်ပေးလိုက်ရခြင်းပဲဖြစ်ပါတယ်အဲ့ကဘာလဲဆိုတော့ကျွန်တော်ရဲ့တင်တန်းသားတယောက်ကနေပေါ့နော်တည့်ရတင်ငယ်ချင်းတယောက်ကတဲ့ဒီစက်ရုံမှာလက်ကျိုးသွားတယ်အဲ့အချိန်မှာဒီစက်ရုံဘက်ကနေပေါ့နော်ဒီလှုပ်ရှင်ဘက်ကနေလည်းဘာမှတာဝန်ယူပေးတာမျိုးမရှိဘူးပြင်ချတဲ့ကျွန်တော်တို့စကားပြန်ပေါ့နော်ကျွန်တော်ထင်ခူမယာကြီးထင်ပါတယ်ဆိုတော့အဲ့ဖွဲ့စည်းရနေလည်းပဲခေါင်းရှောင်နေတယ်တဲ့အဲ့အတွက်သူကဂျာတွေကနေမနေနိုင်လို့ပေါ့နော်ကျွန်တော်အနေနဲ့ဒီကိစ္စကိုဖြေရှင်းပေးနိုင်မလားဆိုပြီးတော့လာပြီးတော့အခုညီတောင်းထားပါတယ်ဆိုတော့ဒီ case ကကျွန်တော်လွန်ခဲ့တဲ့2လလောက်ကဟာပေါ့နော်ကျွန်တော်ကဒါအခုမှဗီဒီယိုလုပ်ပေးပြထားပါ Okay ဆိုတော့ဒီချင်းမျိုးမှာဆိုရင်ပေါ့နော်ဒီလို case မျိုးမှာဆိုရင်ကျွန်တော်တို့မဖြစ်မနေပေါ့နော်ကျွန်တော်အလှုပ်ရှင်ဘက်ကနေအလှုပ်သမားဘက်ကိုတာဝန်ယူပေးရမှာပဲဖြစ်ပါတယ်ဆိုတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီအလှုပ်ရှင်ကနေအလှုပ်သမားတွေအတွက်ဒီမဖြစ်မနေဝင်ပေးထားမယ်ဟိုခန်းတစ်ခုရှိတယ်ပေါ့နော်ကျွန်တော်ရိုးဆိုင်ဟိုခန်းလို့ခေါ်ပါတယ်ဒါလူတော်တော်များများကြားဘူးကြမယ်ထင်တယ်ပေါ့နော်အဲ့တော့ရိုးဆိုင်ဟိုခန်းဆိုတာကဒါကျွန်တော်လှုပ်သွားလှုပ်ပြန်ဒါမှမဟုတ်ကျွန်တော်လှုပ်ထဲမှာတိကျတန်ရရတယ်ဆိုရင်ကျွန်တော်ရရှိတဲ့ထောက်ပံ့ကြေးပေါ့နော်ကျွန်တော်တို့ရိုးဆိုင်ဟိုခန်းလို့ခေါ်ပါတယ်ဆိုတော့ဒီဗီဒီယိုမှာတော့ကျွန်တော်ရိုးဆိုင်ဟိုခန်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးရှင်းပြပေးခြင်းတယ်ပေါ့နော်ဆိုတော့ဒါတီးတဲ့လူလေးတွေနားထောင်တင်တယ်လို့ထင်ပါတယ်။ဘာလို့ဆိုကျွန်တော်နည်းနည်းလေးအသေးစိတ်လေးရှင်းပြပေးပေါ့နော်။အဲ့တော့လိုဆိုင်ဟိုခန်းဆိုတာကကျွန်တော်တို့ဘယ်လိုအခြေအနေမျိုးမှာရရှိတာလဲပေါ့နော်။ဘယ်လိုအခြေအနေမျိုးမှာရရှိရလဲဆိုကျွန်တော်တို့အခြေအနေအကြောင်းရင်းနှစ်ခုရှိပါတယ်။ပထမတစ်ခုကကျွန်တော်တို့ဂယောမှုဆိုင်ကိုင်းလို့ခေါ်တာပေါ့နော်ဂယောမှုဆိုင်ကိုင်းဆိုတာကကျွန်တော်ဒီအလုတ်ထဲမှာဖြစ်တဲ့ထိခိုက်ဒဏ်ရာရမှုခေါ်တာအလုတ်ထဲမှာဖြစ်တဲ့ထိခိုက်ဒဏ်ရာရမှုဆိုတာကကျွန်တော်စက်ရုံအလုပ်ဆိုရင်ဒါကျွန်တော်စက်တွေပိုင်းတလောက်ထားတာဖြစ်တဲ့အတွက်ထားပါတော့ကျွန်တော်ဒီစက်ထဲမှာလက်ညှက်တော်မျိုးဖြစ်နိုင်တယ်ကျွန်တော်ထားပါတော့ခိုင်းကော့ပေါ့နော်ခိုင်းကော့ဆိုရင်လည်းပဲဒါကျွန်တော်တို့တက်ကြီးရွယ်တွေမားတာဖြစ်တဲ့အတွက်ခါးတွေပိုင်းနားသွားဖြစ်နိုင်တယ်ဆိုတော့ဒါတွေပေါ့နော်အဲ့ဒါတွေကျွန်တော်ပြောချင်တာအလုတ်ထဲမှာထိခိုက်ဒဏ်ရာရသွားတဲ့ဟာတွေအကုန်လုံးကကျွန်တော်ဒီဂယောမှုဆိုင်ကိုင်းဆိုတဲ့မှာပါပါတယ်ဒါတိတိမမပဲဖြစ်ဖြစ်ကြီးကြီးမားမားပဲဖြစ်ဖြစ်အကုန်လုံးပါတယ်ပေါ့နော်โอเคနောက်တစ်ခုကကျတော့စူကင်းဆိုင်ကိုင်းလို့ခေါ်တာပါအဲ့စူကင်းဆိုင်ကိုင်းဆိုတာကကျွန်တော်အလုတ်သွားလုတ်ပြန်ခေါ်တာထားပါကျွန်တော်အလုတ်သွားလုတ်ပြန်ဆိုတာကဒါကျွန်တော်တို့ဘယ်လိုမျိုးတွေဖြစ်နိုင်လဲဆိုတော့ဒီခိုးစုကြီးကိုလို့ခေါ်တဲ့ကျွန်တော်ဒီရေမတော်တဆမှုတွေဖြစ်သွားနိုင်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအခြေအနေမျိုးမှာဆိုလဲကျွန်တော်တို့ဒီလိုဆိုင်ဟိုခံဆိုတာကထွက်တယ်ပေါ့နော်โอเคဆိုတော့ဒီလိုဆိုင်ဟိုခံကျွန်တော်တို့ဘာတွေကျွန်တော်တို့ရရှိမှာလဲပေါ့နော်ကျွန်တော်ဘာတွေရရှိမှာလဲဆိုတော့ပထမတစ်ခုကကျတော့ရောဟိုရှော့ကျူဖူလို့ခေါ်တာပေါ့နော်ရောဟိုရှော့ကျူဖူဆိုတာကကျွန်တော်တို့စေကူတာစိတ်ပေါ့နော်အဲ့ကိုခေါ်တာပါအဲ့တော့ဒီရောဟိုရှော့ကျူဖူတွေမှာဘာတွေပါမလဲဆိုတော့ကျွန်တော်စေကူတာစိတ်ပါမယ်ဒါဆရာဝန်ကားတွေဘာတွေရှိမယ်ပေါ့နော်နောက်တစ်ခုကကျတော့ကုစုတွေတိုင်းလို့ခေါ်တဲ့ဒါစေဝါစိတ်ရှိမယ်ဒါကျွန်တော်ဆေးတွေဘာတွေဝယ်တော့မှာဟုတ်နောက်တစ်ခုကကျတော့ဒီညွင်းဟီလို့ခေါ်တာပေါ့နော်စေးရုံစိတ်ဒါကျွန်တော်စေးရုံတွေဘာတွေတက်ရမယ်ဆိုရင်ဒါစေးရုံစိတ်တွေအကုန်ကြမှာဆိုတော့လေနောက်တစ်ခုကကျတော့ဒီစူရင်ဟီလို့ခေါ်တဲ့စေးရုံတွားပြန်စိတ်ပေါ့နော်ကျွန်တော်စေးရုံတွေဘာတွေတွားပြန်လောက်ရမယ်ဆိုရင်ဒါကျွန်တော်ဒီတစီကားတွေကုန်နိုင်တယ်ကျွန်တော်တို့ဒါမှမဟုတ်ယထာကားတွေကုန်နိုင်တယ်ပေါ့နော်ကျွန်တော်ပြောချင်တာဒီကုတာမှုနဲ့ဆိုင်တဲ့အရာအားလုံးပေါ့နော်အဲ့ဒါတွေအားလုံးကျွန်တော်ဒီရောဟိုရှော့ကျူဖူဆိုပြီးတော့ကျွန်တော်တို့ရရှိမှာဖြစ်ပါတယ်ကျွန်တော်ပြောချင်တာဒီလိုမျိုးရှေ့အပေါ်ကပြောရတဲ့ဒီ case မျိုးမှာဆိုရင်ကျွန်တော်လက်ကျိုးသွားဆိုရင်ဒါလက်နဲ့ပတ်သက်ပြီးကျွန်တော်ကုတာမယ်ကျွန်တော်အဲ့လိုကုတာစိတ်တွေအကုန်လုံးကကျွန်တော်မဖြစ်မနေရရှိရမှာပေါ့နော်โอเคဒုတိယတစ်ခုကကျတော့ QQ ဟိုရှော့ Q ဖို့လို့ခေါ်တာပေါ့နော် QQ ဟိုရှော့ Q ဖို့ဆိုတာကကျတော့ဘာပြောရလဲဆိုတော့ကျွန်တော်ဒီလှုပ်ထဲမှာထိခိုက်ဒဏ်ရာရသွားဖြစ်ဖြစ်ပေါ့နော်ကျွန်တော်လှုပ်သွားလှုပ်ပြန်မှာထိခိုက်ဒဏ်ရာရသွားဖြစ်ဖြစ်ထားပါလက်တွေပါကျိုးသွားတယ်အဲ့ချိန်မှာဆိုကျွန်တော်လှုပ်ဆက်ပြီးတော့မလုံနိုင်ဘူးအဲ့လိုမလုံနိုင်ဘူးဆိုရင်ကျွန်တော်ဂျားထဲမှာဒါအလုံးမရှိတော့ပေါ့နော်အလုံးမရှိဘူးဆိုတာကျွန်တော်လာစားမရဘူးအဲ့တော့ဒီကြားထဲမှာကျွန်တော်တို့ဒီအိမ်လာကတွေပါပေးရတာရှိမယ်ဆိုတော့ကျွန်တော်ငွေလိုမယ်ပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကျွန်တော်တို့ဒီ QQ ဟိုရှော့ Q ဖို့ဆိုတာရှိပါတယ်ပြောချင်တာလုံနာနေစဉ်တော့အတွက်မှာရတဲ့ထောက်ပံ့ကြီးပေါ့နော်ဆိုတော့အဲ့ဒါရရှိမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့လုံးဝ 100% ရရှိမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့90ခန်းတော့ဒါမှမဟုတ်60ခန်းတော့ပေါ့နော်အဲ့လောက်ငွေကျင်လောက်ရရှိမှာဖြစ်ပါတယ်အဲ့တော့နားလည်လို့ပြောရမယ်ဆိုရင်ကျွန်တော်တို့တစ်လ10,000ရတယ်ဆိုရင်ကျွန်တော်တို့တစ်လ9,000 6,000ပေါ့နော်အဲ့လောက်ငွေကျင်လောက်ရရှိနိုင်တယ်ပေါ့နော်ပြီးရင်တခြားအရာတွေလည်းရှိတယ်တခြားအရာတွေဆိုတာထားပါတော့ကျွန်တော်လုံထဲမှာလုံးဝထိခိုက်ဒဏ်ရာကြီးကြီးမားမားရသွားတယ်ဒါရောက်ဆဆုံးပြောပြနော်ကျွန်တော်အောက်ပိုင်းဒေတွေ့တာတို့ကျွန်တော်ခန္ဓာကိုယ်တစ်ခုလှုပ်လို့မရတာတို့ဒါမျိုးပေါ့နော်ကျွန်တော်ရှော့ကိုင်းလို့ခေါ်တယ်ကိုယ့်ရဲ့ခန္ဓာကိုယ်မှာတစ်ခုပေါ့နော်ကျွန်တော်ကြီးကြီးမားမားကြမ်းနေခဲ့တာမျိုးဆိုရင်ဒီရှော့ကိုင်းဟိုရှော့ကျူဆိုတာထွက်ပါတယ်ပြောချင်တာကိုယ့်ခန္ဓာကိုယ်ထိခိုက်သွားတဲ့အတွက်ရရှိတဲ့ဘယ်လိုပြောမလဲထောက်ပံ့ခြင်းပေါ့နော်အဲ့ဒါရရှိမှာပြီးတခြားအားတွေရှိတယ်ပေါ့နော်တခြားဆိုတာကကျွန်တော်ဒီအီဆိုကူဟိုရှော့ကျူဆိုတာရှိတယ်အီဆိုကူဟိုရှော့ကျူဆိုတာကကြတော့ကျွန်တော်တို့ကိုကပေါ့နော်အလုံးမှာမတော်တဆတေဆုံးသွားတယ်ဆိုတာဒီကျွန်တော်တို့ကိုယ့်ရဲ့ကြံရည်တူမိသားစုပေါ့နော်ကျွန်တော်တာတမီပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီပိုက်ဆံပေးတာပေါ့နော်ထောက်ပံ့ခြင်းပေးဆိုတော့ဒါရှိရဒါကတော့ကျွန်တော်တို့ ਨੇ တိတ်ပြမတက်ဆိုင်မယ်မထင်ပါဘူးဆိုတော့ကျွန်တော်လည်းရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်အားလုံးနဲ့တက်ဆိုင်မယ်တင်တဲ့ဟာပဲဒါနည်းနည်းပါးလေးရွေးပြီးတော့ရှင်းပြပေးတော့တာပေါ့နော်ဆိုတော့ဒါတွေရနိုင်ပါတယ်အဲ့တော့ကျွန်တော်အပေါ်မှာပြောသွားတဲ့ case ပေါ့နော်အဲ့လိုမျိုး case မျိုးမှာဆိုရင် teacher တစ်ခုကကျွန်တော်တို့ဒီရောဟိုရှော့ Q ဖို့လို့ခေါ်တဲ့ security rate လုံးဝ 100% ရမယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့လက်ကကျိုးတော့ဆိုတော့ teacher လှုပ်ဆက်ပြီးတော့မလုပ်နိုင်ဘူးဒါတစ်လားပဲဖြစ်နှစ်လားပဲဖြစ်နားရမယ်ဆိုတော့အဲ့တော့တမှာကျွန်တော်တို့QQ ဟိုရှော့ Q ဖို့လို့ခေါ်တဲ့ဒါအလုံးနားနေတဲ့တော့တမှာရတဲ့
ကျွန်တော်တို့ဒီထောက်ပံ့ခြင်းရရှိမှာပေါ့ဒါတေးကြတယ်ဟိုကျွန်တော် short ကိုင်းနေပါတွေကကျွန်တော်ဒါကျွန်တော်စစ်ဆေးမှာဒါကြမ်းနေလားမကြမ်းနေလားပုံမူတည်ပြီးတော့ဒါရမရဟိုမူတီမှာပေါ့နော်ဒါဟိုကျွန်တော်တို့ဒါမီတာမဲကိုကြည့်ပြီးတော့ရနိုင်နေမရနိုင်ဘူးဆိုတာမပြောနိုင်ဘူးလေဆိုတော့အဲ့လိုမျိုးချင်းမျိုးမှာဆိုကျွန်တော်တို့ဓာတ်တွေကိုရဖို့ကျွန်တော်တို့ဘယ်လိုမျိုးရှင်းစေးလုပ်ရမလဲဘယ်လိုမျိုးရှောက်လာတင်ရမလဲပေါ့နော်အဲ့ပုံမှန်ဆိုရင်ဓာတ်တွေအကုန်လုံးကကျွန်တော်တို့လှုပ်ရှင်ဘက်ကနေလုံသမားတွေအတွက်အကုန်လုပ်ပေးရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဘက်ကရေးကြည့်တာကဘာလဲဆိုတော့ကျွန်တော်ဖြစ်သွားတဲ့အချိန်မှာကျွန်တော်ဘယ်ချိန်ဖြစ်သွားတယ်ကျွန်တော်ဘယ်လိုမျိုးဖြစ်သွားတယ်ဖြစ်ချင်းပေါ့နော်ကျွန်တော်လှုပ်ရှင်ဘက်ကိုအကြောင်းကြားပေးဖို့လိုအပ်ပါတယ်ပြောချင်တာကျွန်တော်အခုဖြစ်သွားရဆိုရင်ဒါလှုပ်ရှင်အခုကျွန်တော်ဒီလိုဖြစ်သွားပါတယ်ဆိုပြီးဒါလှုပ်ရှင်ဘက်ကိုပြောရမယ်ပြောချင်တာမနေ့ကဖြစ်သွားတဲ့ကိစ္စကိုဒီလိုနေ့မှသွားပြောရင်ဒါအဆင်မပြေဘူးပေါ့နော်ဘာလို့ဆိုတော့ဒါဖြစ်တဲ့အချိန်မှာပြောတာအကောင်းဆုံးပဲဖြစ်နိုင်တယ်ဆိုရင်ပေါ့နော်ဖြစ်နိုင်တယ်ဆိုရင်ကျွန်တော်တို့ဒီတက်တွေယူထားတာကောက်မှန်တက်တွေဆိုတာအဲ့အချိန်မှာကျွန်တော်ဓာတ်ပုံရိုက်ထားပဲဖြစ်ဖြစ်ဗီဒီယိုရိုက်ထားပဲဖြစ်ဖြစ်ဒါမှမဟုတ်တကယ်ချင်းတစ်ယောက်ရှိဆိုရင်ဒါတကယ်ချင်းတစ်ယောက်ကမြင်တာပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးကျွန်တော်တက်တွေရှိဖို့လိုအပ်တယ်ဘာလို့ဆိုတော့ဒါဟိုရှေ့မှာပြောတဲ့ case မျိုးပေါ့နော်အဲ့လိုမျိုး case မျိုးဒီလှုပ်ရှင်ဘက်ကတာဝန်မယူပေးဘူးဆိုရင်ဒါကျွန်တော်တို့အနေနဲ့ဟိုရှေ့လျှောက်ပေါ့နော်ဒါတက်တွေဘာတွေနဲ့ကျွန်တော်ဆက်ပြီးတော့တရားရုံးတွေဘာတွေတွားတာမျိုးဖြစ်နိုင်တယ်ဆိုတော့အဲ့လိုချင်းနေမျိုးမှာကျွန်တော်တက်တွေဘာတွေလိုအပ်တယ်ပေါ့နော်โอเคဆိုတော့ပထမတစ်ခုတော့ဒါကျွန်တော်ပုံမှန်ဆိုတာလှုပ်ရှင်ဘက်ကနေအကုန်လုပ်ပေးတာများတယ်ပေါ့နော်ဒါကျွန်တော်အတီးထဲမှာဆိုလည်းအဲ့လိုမျိုးဖြစ်တဲ့လူတွေများတယ်ဒါပေမဲ့သူတို့ကတော့တော်တော်များများဒါအလုပ်ဘက်ကနေလုပ်ပေးတာများတယ်ပေါ့နော်ထားပါတော့ကျွန်တော်အလုပ်ဘက်ကနေမလုပ်ပေးဘူးထားပါတော့အလုပ်ရှင်ဘက်ကနေလုပ်မပေးဘူးဆိုကျွန်တော်တို့လည်းကိုလုပ်လို့ရပါတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဒီဟိုLoro Kitchen Kanto Kusho ဆိုတာရှိရပေါ့နော်ကျွန်တော်ဒီ Google မှာပဲဖြစ်ဖြစ်ဒါကိုယ်နဲ့နီးစပ်ရ Loro Kitchen Kanto Kusho ဆိုပြီးတော့ရှာကြည့်ပါအဲ့ဒါကျွန်တော်တို့ကိုယ်နဲ့နီးစပ်ရနေရာတွေထွက်လာလိမ့်မယ်ဆိုတော့အဲ့ဒီကိုလူကိုယ်တိုင်တွားပြီးတော့ကျွန်တော်တို့ရှင်းစေးပေါ့နော်ကျွန်တော်ဖောင်တင်လို့ရပါတယ်ဆိုတော့အဲ့လိုဖောင်တင်သူတို့ဘက်ကနေတေချာလားဘာလားဆိုတော့စစ်ဆေးတယ်စစ်ဆေးပြီးတော့တေချာတယ်ဆိုရင်ကျွန်တော်တို့တော်တော်ပြောတဲ့ဒီထောက်ပံ့ခြေရမှာဖြစ်တယ်ပေါ့နော်โอเคနောက်တစ်ခုကကျတော့ကျွန်တော်တို့လူကိုယ်တိုင်တွားဖို့အဆင်မပြေဘူးဆိုရင်ဖုန်းဆက်လို့လည်းရတယ်ပေါ့နော်ဖုန်းဆက်တဲ့အချိန်မှာကျွန်တော်တို့လိုဆိုင်ဟိုခန်းစိုးတန်းဒိုင်းရလို့ဆိုတာရှိရပေါ့နော်ကျွန်တော်ဖုန်းနံပါတ်ကိုကျွန်တော်ဒီမှာပြပေးထားမယ်နော်ဆိုတော့အဲ့ဒီကိုကျွန်တော်တို့ဖုန်းဆက်လို့ရတယ်ပေါ့နော်အဲ့ဒီဖုန်းဆက်ပြီးကျွန်တော်မေးလို့လည်းရတယ်ဒါတော့ကိုစင်ပြေလို့လုပ်ပေါ့နော်โอเคအဲ့တော့ပြောချင်တာကတော့အလုပ်ထဲမှာပဲဖြစ်ဖြစ်လှုပ်သွားလှုပ်ပြန်မှာဖြစ်ဖြစ်ကျွန်တော်ထိခိုက်ဒဏ်ရာရတယ်ဆိုရင်ကျွန်တော်ကျင်းတေပေါက်ကျွန်တော်တို့ထောက်ပံ့ကြီးရရှိမှာဖြစ်ပါတယ်ဆိုတော့ဒီထောက်ပံ့ကြီးကအလုပ်ရှင်ကပေးတာမဟုတ်ပါဘူးကျွန်တော်တို့အလုပ်ရှင်ကနေအလုပ်သမားတွေအတွက်ဝင်ပေးထားတဲ့လိုဆိုင်ဟိုခန်းဆိုတာကနေရတာပေါ့နော်အဲ့တော့ဒီနေရာမှာမေးစာတစ်ခုရှိတယ်ဟိုကိုယ့်ရဲ့လှုပ်ရှင်ဘက်ကနေကိုယ့်အတွက်လိုဆိုင်ဟိုခန်းဝင်မပေးထားဘယ်လိုလုပ်မလဲဆိုပြီးတော့မေးလာနိုင်တယ်ပေါ့နော်ဒါပေမဲ့မပူပါနဲ့ကျွန်တော်တို့အလုပ်ရှင်ကအလုပ်သမားတွေအတွက်ဒါမဖြစ်မနေဝင်ကိုဝင်ပေးထားရမယ်ဆိုတာကကျွန်တော်ဂီးမှုစခဲ့တာတဲ့တိတ်တူပေါ့နော်ပြောချင်တာတက်ကိုတက်မှတ်ထားတယ်မဝင်ပေးလို့ကိုမရတာမဝင်ပေးလို့ဆိုရင်ဒါတို့ဥပဒေချိုးဖောက်ထားပဲပေါ့နော်အဲ့ပြောချင်တာကိုကအလုပ်တစ်ခုမှဝင်နေဆိုရင်တေးကြတယ်အလုပ်ရှင်ဘက်ကကိုကိုလိုဆိုင်ဟိုခန်းအကျင့်တွေပေါ့ဝင်ပေးထားပဲအဲ့တော့ဒါတေးကြတယ်ပေါ့နော်အဲ့တော့အဲ့တော့ကဘာမှပူစရာမလိုတကယ်လို့မဝင်ပေးလို့ဆိုရင်တေးကြတာအလုပ်ရှင်ဘက်ကနေပဲကျွန်တော်တို့မရရအောင်တော့မှာပဲပေါ့နော်ဒီကုတာစိတ်တွေဘာတွေအကုန်လုံးอ่ะအဲ့တော့ထားပါတော့ဒီလိုမျိုးပေါ့နော်ကျွန်တော်တို့ဒီလှုပ်ရှင်မကနေဘာမှမလုပ်ပေးဘူးခေါင်းရှောင်းနေဘာညာတာရကဆိုရင်တော်တော်ပြောရဲ Loro Kitchen Kanto Kusho ဘာလို့မှကျွန်တော်ကတော့ဖောင်တင်အကျိုးကြောင့်ပြောပြတာဟာတော့နောက်တစ်ခုဒီ Halowaku လို့ရှိရပေါ့နော်အဲ့ဒီမှာတိုင်မင်နာတို့အဲ့လိုမျိုးရှိရပေါ့နော်โอเคနောက်တစ်ခုပြောချင်တာပါလဲဆိုတော့နောက်တစ်ခုကကျွန်တော်ဒီအလုပ်ထဲမှာထိခိုက်ဒဏ်ရာရတဲ့အချိန်မှာပေါ့နော်ကိုကြောင့်မလို့ရတာလားနောက်တစ်ခုကကျွန်တော်အလုပ်ပဲကြောင့်ရလားဆိုတာရှိရပေါ့နော်။မကိုအကြောင့်ရလားဆိုတော့တော် case မျိုးမှာဆိုရင်ပေါ့နော်ဒါကျွန်တော်တခြားတော့မတူထားပါတော့အလုပ်ထဲမှာကျွန်တော်ဆက်ထဲမှာလက်ပါသွားတယ်။လက်ပါသွားတာကကိုယ့်အနကိုအိမ်ငိုက်ပြီးတော့ပါသွားလားကိုယ့်အနကိုနမော်နမဲနိုင်လို့ပါသွားလားပေါ့နော်။အဲ့လိုနမော်နမဲဖြစ်လို့ပါသွားတယ်ဆိုရင်လည်းတေးကြတယ်လိုးဆိုင်ဟိုကထွက်တယ်။ဒါမှန်တိုင်းပြောတာပေါ့နော်။ဟိုနောက်တစ်ခုကကျတော့ကိုကနမော်နမဲမဟုတ်ဘူးကိုကတေးကြကြလောက်ပါရဲ့နဲ့အဲ့လိုမျိုးကိစ္စမျိုးဖြစ်သွားတယ်ဆိုရင်တော့ကျွန်တော်တို့ဒါအလုပ်ဘက်ကမှားတာပေါ့နော်ပြဿနာအလုပ်ဘက်ကစစ်ပစ္စည်းချိုးရွံ့တာပဲဖြစ်တခုခုမှားတာဆိုရင်ဒါကျွန်တော်တို့ရော်ကြီးနေတဲ့ကိုထပ်ပြီးရောက်မှာပါဒါကျွန်တော်တို့ဒိုးဆိုင်ခိုခန်းအပြင်တခြားရော်ကြီးရောက်မယ်ပေါ့နော်ဆိုတော့ပြောချင်တာအဲ့လိုမျိုးတခုခုလုပ်ထဲမှာဖြစ်သွားတယ်ဆိုရင်ဒါကိုယ့်အကြောင်းဖြစ်တာလားအလုပ်ကမကောင်းလို့ပေါ့နော်အလုပ်ရဲ့စစ်ပစ္စည်းချိုးနေတာဖြစ်အဲ့အကြောင်းဖြစ်တာလားဆိုတာလဲဒါတခြားဟိုဟာအဲ့ချိန်မှာတက်တယ်ပဲယူလို့ရရင်ယူထားတာအကောင်းဆုံးပဲပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်ပြောရလိုဆိုင်ဟိုခံပြင်တခြားကျွန်တော်လှုပ်ရှင်ဘက်ကနေရော်ကြီးတွေပါလေရရှိနိုင်တယ်ပေါ့နော်ဆိုတော့ရော်ကြီးတွေပါတွေတော့တေးကြတယ်လှုပ်ရှင်ဘက်ကကြီးပြပေးမလားဒါမှမဟုတ်ကိုကတရားရုံးမှာသွားပြီးတော့တရားဆွဲရမလားဒါကတော့ဘလို့ချင်းနေပြောမှာပဲမူတည်မယ်ပေါ့နော်โอเคဆိုတော့ဒါကတော့ကျွန်တော်တို့ဂျပန်မှာလက်ရှိဟိုအားလုံးနဲ့တက်ဆိုင်မထင်တယ်ပေါ့နော်ဘာလို့ဆိုတော့လူတော်တော်များများတော့ကျွန်တော်လှုပ်နေကြတယ်ထင်တယ်ဆိုတော့ဒါတွေကမဖြစ်မနေပေါ့နော်ဒါတိကိုတီးထားမှာဖြစ်ပါတယ်ဒါကျွန်တော်လိုဆိုင်ဟိုခံနဲ့ပတ်သက်ပြီးပဲရှင်းပြတော့ပေါ့နော်ဒီထဲမှာဆိုတော့ဒါတခြားဟိုခန်းနေရလဲပါလာနိုင်တယ်ထားပါတော့ကျွန်တော်လှုပ်ထဲမှာဖြစ်သွားဆိုပေမဲ့ဒီခန်းကိုဟိုခန်းနေကျွန်တော်တို့ဒီဟိုကျွန်တော်တို့ထောက်ပံ့ကြီးရမျိုးလည်းရှိနိုင်တယ်နောက်တစ်ခုခိုးရိုးဟိုခန်းနေလည်းရမျိုးဖြစ်နိုင်တယ်ဆိုတော့ဒါတွေကကျွန်တော်တက်တကဏ္ဍမို့လို့ကျွန်တော်အသေးစိတ်မရှင်းပြတော့ဒီမှာတော့ကျွန်တော်ဒိုးဆိုင်ဟိုခန်းနဲ့ပတ်သက်ပြီးပဲဟိုကျွန်တော်တက်နိုင်လောက်ပေါ့နော်ဟိုအားလုံးနဲ့တက်ဆိုင်မထင်တဲ့ချက်လေးတွေပေါက်နှုတ်ပြီးတော့ရှင်းပြပေးသွားတာပဲဖြစ်ပါတယ်ဆိုတော့အားလုံးပဲစင်ပေးကြမယ်ထင်ပါတယ်ဆိုတော့တခြားအကြောင်းအရာပေါ့နော်သိချင်တာတစ်ခုခုရှိတယ်ဆိုရင်လည်းပဲကွန်မန့်မှာမေးလို့ရတယ်ဒါမှမဟုတ်ကျွန်တော်ရဲ့ဒီ your choice မှာလာပြီးတော့ချက်တမေးမြန်းလို့ရပါတယ်โอเคဆိုတော့အားလုံးပဲစင်ပေးကြပါစေပြီးတော့